ကိုယ့်ရဲ့ယုံကြည်မှုနဲ့လက်တွေ့မှာကြုံတွေ့နေရတာတွေကြောင့်အထူးသဖြင့်ဆရာသမားတွေရဲ့လုပ်ရက်တွေကသူတို့တင်ကြားရဲ့အဆုံးအမတွေနဲ့ကွဲလွဲနေတဲ့အခါဘယ်လိုဆုံးဖြတ်ကြမလဲ။ကဲဒီနေ့မှာတော့လေအဲ့ဒီလိုအခြေအနေမျိုးမှာလမ်းမှန်ကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုမြတ်စွာဘုရားရဲ့တရားတော်တစ်ခုကိုအခြေခံပြီးတော့အတူတူလေ့လာကြည့်ကြအောင်။ဟုတ်ပြီ။ဒီမိခွန်းတကယ်ကိုအရေးကြီးပါတယ်။ဆရာသမားတွေကသူတို့ကိုယ်တိုင်တင်ကြားတဲ့အဆုံးအမတွေကိုမလိုက်နာတော့ဘူးဆိုရင်ဘာဆက်ဖြစ်မှာလဲ။ဒီပြဿနာကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာကိုဆက်ပြီးတော့ချက်ကြည့်လိုက်ကြရအောင်။ကဲဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုအရင်ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ထိုက်တန်တော်လူလန်းချင်းရဲ့နေရာမှာကိုပြောပြမယ်ပြီးရင်တော့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ပိုက်ဆန်လျှော့အခောက်အဝဲဥပမာကိုလေ့လာကြမယ်အဲ့ဒီနောက်မှာအဆုံးစုံတော်ဆုံးဖြတ်ပေးသူကဘယ်သူလဲဆိုတာကိုကြည့်ပြီးဂေါတမီကသင်ခန်းစာတစ်ခုကိုဆက်လေ့လာမယ်နောက်ဆုံးမှာတော့မယိမ့်မယိုင်တဲ့တာတရားနဲ့အဆုံးသတ်မှာဖြစ်ပါလေဟုတ်ပြီပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်ဒါကတော့ထိုက်တန်တော်လှူဒန်းခြင်းရဲ့နေရာမှာပါပဲကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါဘယ်နေရာကိုဥတီစင်လဲဆိုတာကိုအဓိကထားဆွေးနွေးသွားမှာပါအခြေခံကြားဆုံးမှုကတော့တော်တော်လေးရှင်းပါတယ်မဲဆာဖះကပါဆုံးမှထားလဲဆိုတော့လှူဒန်းတာပဲဖြစ်ဖြစ်ပူဇော်တာပဲဖြစ်ဖြစ်ထိုက်တန်တဲ့သူတွေကိုပဲပြုလုပ်တဲ့တယ်လို့ဆိုပါတယ်ဟုတ်ပြီဒါကဘာကြောင့်ဒီလောက်တောင်အရေးကြီးရတာလဲအဲ့တော့မထိုက်တန်တဲ့သူကိုလူမိရတော့ဘာဖြစ်သွားနိုင်လဲတရားတော်တွေအရဆိုရင်လေအဲ့ဒီလိုလူရာမှုမျိုးကနေရမယ့်ကုသိုလ်အကျိုးကအယံကိုနေပါသွားတယ်လို့ဆိုပါတယ်ပြောရရင်တော့ကိုယ့်ရဲ့စေတနာကအလဟတဖြစ်သွားနိုင်တဲ့သဘောမျိုးပေါ့အခုနကပြောတဲ့အကျိုးနည်းတွေဆိုတာကိုပို့ပြီးတော့မြင်တာဝအောင်လို့ကြားတာထဲမှာပါတဲ့အယံကောင်းတဲ့ဥပမာလေးတစ်ခုကိုကြည့်ကြရအောင်ဒီဥပမာကအကျိုးနည်းချင်းဆိုတာကိုတကယ်ကိုထင်ထင်ရှားရှားပုံဖော်ပြထားပါတယ်ကဲဥပမာကဒါပါပဲလမ်းမှန်ကနေတွေ့ဖြေသွားတဲ့သူတွေကိုထောက်ပံ့နေဆိုတာပိတ်ဆန်လျှော့အခောက်နဲ့ရထိုင်အဝတ်ကြံကြီးကိုဝတ်ထားရတယ်လို့ပဲတဲ့အဲ့ဒီအဝတ်တို့ဝတ်ထားရရင်ဘယ်လောက်တောင်နေရထားရခက်ပြီးမသက်မသာထိမလဲဆိုတာကိုတစ်ချက်လောက်စဉ်းစားကြည့်လိုက်ပါအဲ့ပိုက်ဆန်ရှော့ခောက်ဝေးရဲ့အရေးအသွေးလေးကိုကြည့်လိုက်ရအောင်ပထမဆုံးကတော့ရေပြားနှိထီရားရံပြီးနီးလို့မကောင်းဘူးပြီးတော့အစင်းရောင်ကလည်းမလှပါဘူးတမိုးကလည်းနေပါတယ်ဟောင်းနှမ်းသွားပြီဆိုရင်လည်းထမင်းအိုးတိုက်ဖို့လောက်ပဲသုံးလို့ရတော့တယ်နောက်ဆုံးကျတော့ဘာဖြစ်သွားလဲအမိတ်ပုံတွေကိုပဲစွန့်ပစ်ခတ်လိုက်ရတာပါပဲဒီအချက်တစ်ချက်ချင်းစီကလမ်းမားနေသူကိုထောက်ပံ့ခြင်းရဲ့အကျိုးမဲ့ပုံကိုထင်းထင်းရှားရှားကိုပုံဖော်ပြနေတာပါအရေးအကြီးဆုံးအချက်ကတော့ဒါပါပဲအဆုံးမှာတော့ဒီလိုကိစ္စမျိုးမှာပါဝင်ပတ်သက်သူတွေဟာနာကျင်ခြင်းနဲ့ဆင်းရဲဒုက္ခကိုပဲပြန်ပြီးရကြလိမ့်မယ်လို့တက်ရိုက်တတိပေးထားတာပါဆိုလိုတာကတော့အဝတ်ကျန်းဝတ်ရတယ်လို့နေရခတ်တာထပ်ပူပါတယ်တကယ်ကိုဒုက္ခဆင်းရဲကိုခံစားရနိုင်တယ်လို့ဆိုလိုတာပါအဲ့ဒီတော့ဘသူစကားကအတီးဆုံးဖြစ်မလဲဘသူကိုအပိသက်အခင်းနနာအဖြစ်တတ်မှတ်မလဲကဲအခုကျွန်တော်တို့ဒီဆွေးနွေးမှုရဲ့အဓိကအချက်ချကြတဲ့အပိုင်းကိုရောက်လာပါပြီဒီနေရာမှာတကယ်ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုပေါ်လာပါပြီကျွန်တော်တို့ယုံကြည်ရမှာကလူပုဂ္ဂိုလ်ခေတဲ့ဆရာကိုလားဒါမှမဟုတ်ဆရာတင်ကြားတဲ့အဆုံးအမကိုလားဒီနှစ်ခုကြားမှာဘယ်ဟာကိုရွေးမလဲတရားတော်ကတော့ပြက်ပြက်သားသားရွေးချယ်စရာတစ်ခုကိုချပြထားပါတယ်တစ်ဖက်မှာမြတ်စွာဘုရားရဲ့အဆုံးအမနောက်တစ်ဖက်မှာတော့ယဟန်ယဟမတွေဥပါဒကဥပါတိကမတွေနတ်တေမနတ်တေဖြစ်မာတွေပြောရရင်စက္ကဘာလာမှာရှိသမျှတက်တမအားလုံးရှိနေပါတယ်အဖြေကတော့လုံးဝကိုပြတ်သားပါတယ်ဘယ်လိုအခြေအနေမျိုးမှပဲဖြစ်ဖြစ်တတတရားစစ်မှန်တဲ့သူတွေဟာမြတ်စွာဘုရားနဲ့ကိုရိုတိုင်းရဲ့မူလအဆုံးအမကိုပဲရွေးချယ်ကြလိမ့်မယ်လို့တရားတော်ကအခိုင်အမာဆိုထားပါတယ်အခုနာကဖြိုးသွားတဲ့အဆုံးအမကိုလက်တွေ့ဘဝမှာရောဘယ်လိုကျင့်သုံးခဲ့ကြသလဲဒါကိုပို့ပြီးရှင်းရှင်းလင်းလင်းသိရအောင်ဘုရားဘာသာသမိုင်းတွေကကောတံပီမြို့မှာထိခဲ့တဲ့ဖြစ်ရမှန်လေးချုပ်ကိုလေ့လာကြည့်ကြရအောင်ကောတံပီမြို့ကဆက်လန်းကတီလိုပါအရင်ဆုံးယဟန်တစုကြားမှာအကြီးအကျယ်အငင်းပွားကြတယ်မြတ်စွာဘုရားကိုယ်တိုင်ကတားမြစ်ပင်မဲ့သူတို့နားမထောင်ခဲ့ကြဘူးအဲ့ဒီခါမှာတော့မြတ်စွာဘုရားကသူတို့ကိုစွန့်ခွာပြီးကြွသွားတော်မူခဲ့တယ်အဲ့ဒီမှာတင်ကောတံပီမြို့ကတာယကမတွေဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်အဲ့ဒါကတော့မြတ်စွာဘုရားဘက်ကယက်တီဖို့ပါပဲအချိုးဆက်အနေနဲ့အငင်းပွားနေတဲ့ယဟန်တွေကိုစွမ်းတဲ့ပစ္စည်းလေးပါထောက်ပတ်နေတာတွေကိုချက်ချင်းရပ်တန့်လိုက်ကြပါတယ်ဒါဟာသူတို့ရဲ့အဆုံးစွန်တော့ရွေးချယ်မှုပါပဲကဲအခုစဉ်ရဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီဆုံးမတွေကနေကျွန်တော်တို့ဘလို့စိတ်တက်မျိုးကိုမွေးမျိုးတင်းတယ်လဲရှင်းလင်းပြသမှုစီကိုဘလို့သွားမလဲဆိုတာကိုကြည့်ကြရအောင်ဒီဆုံးမမှာတထာဂတဆိုတဲ့စကားလုံးကိုသုံးလုံးထားတာကိုတွေ့ရမှာပဲဒါကမြတ်စွာဘုရားကိုရည်ညွှန်းခေါ်ဆိုတဲ့အလွန်နဲ့တဲ့ဂုဏ်ပုဒ်တစ်ခုပေါ့သူရဲ့အတိပ္ပယ်ကတော့ဤသို့ကြွလာတော်မူသောလို့အတိပ္ပယ်ရပြီးအလွန်ဆုံးသိမြင်တဲ့တာမတန်ဘောဓိဉာဏ်ကိုရရှိထားပြီးဖြစ်တဲ့ပုဂ္ဂိုလ်လို့ဆိုလိုတာပါဒါကြောင့်အဓိကမှတ်သားရမယ့်အချက်ကတော့ဒါပါပဲတထာဂတအပေါ်မှာ
တနည်းအားဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမအပေါ်မှာမယိမ့်မယိုင်မတုံမလုပ်တဲ့တထာတရားထားနိုင်ပြီဆိုရင်တခြားသူတွေလမ်းမှန်ကနေထွေထွေသွားတာကိုမြင်ရတဲ့အခါကိုယ့်အတွက်စိတ်ပူပန်စရာစိတ်ရှုပ်ထွေးစရာမရှိတော့ဘူးဆိုတဲ့အထိပ္ပယ်ပါပဲ ကဲနောက်ဆုံးအနေနဲ့အားလုံးကိုပြန်လည်စဉ်းစားဆင်ခြင်ကြည့်ဖို့မိခွန်းလေးတစ်ခုထားဟေ့ခြင်းပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်မှုဟာလူပုဂ္ဂိုလ်တွေအပေါ်မှာအခြေခံထားတာလားဒါမှမဟုတ်မပြောင်းလဲမူလတရားတို့တွေအပေါ်မှာအခိုင်အမာအခြေခံထားတာလားဒီမိခွန်းကကိုယ့်ရဲ့တတတရားကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့အခွင့်အရေးကောင်းတစ်ခုပါပဲ